Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါ Gulas ကနေပြန်လဲကြိုးဆိုပါရစေဒီနေ့မှာဆိုရင်ဒါကျွန်တော်တို့ MCG inverter လေးတွေတစ်စုံပေါ့နော်ဆိုတော့ Mobi မြို့နယ်မှာတော့တက်ဆင်ပေးဖို့ရှိပါတယ်ဆိုတော့ Mobi နေပညာတက်ကလေးကြောပြီးဆိုတာနဲ့ဒါကျွန်တော်တို့တက်ဆင်မဲ့ location လေးကိုရောက်တော့မှာဖြစ်ပါတယ် Okay အဲ့ရကြည့်တာပေါ့နော် Okay ဒါဆိုရင်ဒါကျွန်တော်တို့ရောက်ပြီပေါ့နော်နေ့ရောက်ဆက်ရချမယ်ဒီမှာဒါကွန်တိန်နာထဲမှာဆင်ပါဒါဆိုရင်ဒါကြော်လို့ရမယ်လားအဲကွန်တလုံးစင်ပြီဆိုရင်ဒါဆိုရင်ဒါအစင်မဲ့ခန်းပေါ့နော်စင်မဲ့ခန်းဆိုတော့ဒါစင်မဲ့နေရာတွေကျွန်တော်တို့အရင်ဆုံးရွေးချယ်ရမယ်ရွေးချယ်တဲ့နေရာမှာဒါအခန်းရဲ့ location ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်အဲကွန်ကဘယ်နေရာမှာတက်တဲ့နေဆိုတာရှိပါတယ်ဆိုတော့ဒီလိုမျိုးအလျားရှည်တယ်အနံတူတယ်ပေါ့နော်အဲ့လိုအခန်းမျိုးတွေဆိုလို့ရှိရင်ဒါကျွန်တော်တို့လေဖြန့်တဲ့ပုံစံကဒီဘက်ကဖြစ်စေဟိုဘက်ကဖြစ်စေပေါ့နော်အဲ့ဘက်မှာတက်တင်ပါတယ်ဒါမှမဟုတ်ဒီလိုအလဲဒီမှာတက်မယ်ဆိုလို့ရှိရင်အခန်းရဲ့လေဖြန့်တာကြာချိန်နေများသွားမယ်နည်းနည်းကြာချိန်နည်းနည်းကြာမှအေးမယ်ပေါ့ဗျာလေဖြန့်နှုံးသိမ့်မကောင်းဘူးပေါ့ပြီးရင်ဒါတကားပေါင်းနဲ့တိတ်ဖြစ်တဲ့အတွက်ဟိုတကားဖွင့်ထားရင် cooling loss တွေရှိတယ်ဆိုတော့ဒီမှာဆိုရင်တော့ပိုပြီးကောင်းတယ်ဒါအဲကွန်းသုံးဆွဲမဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဒါဘယ်နေရာမှာတက်ရမယ်ဆိုတဲ့ဟာကိုအရင်ဆုံးရွေးချယ်ရမှာဖြစ်ပါတယ်ဆိုတော့ရွေးချယ်လို့ရှိရင်ဘယ်နေရာဟာအသင့်တော်ဆုံးလဲဆိုတာသိဖို့အတွက်ပြောပြပေးရဖြစ်ပါတယ်ခုဒီမှာဆိုတာမီးပွိုင်နဲ့ဒီမှာပေးထားတယ်ဆိုတော့ဒီလဲစင်တာမှာကျွန်တော်တက်မယ်အမောက်ကတော့နောက်ကိုဖောက်ထုတ်ပေါ့နော်ပြီးရင်ဒါကွန်တိန်နာဘောက်ဖြစ်တဲ့အတွက်ဒါကျွန်တော်အောက်ရုပ်ဖိန်ထိုင်ရမယ်အောက်ရုပ်ဖိန်ထိုင်မယ်ဆိုတော့ဒီမှာဆိုတန်တယ်ဖြစ်တယ်တန်တယ်ဖြစ်တော့ကျွန်တော်ဒါဝရိန်စော်ရတော့မှာပေါ့နော်ဖရိန်နှစ်ချောင်းဒီမှာဝရိန်စော်လိုက်မယ်ဆိုရင်ရပါပြီဒါတော့အပေါက်ဖောက်တာတော့ grinder နဲ့ဖောက်ပေါ့နော်ကဲအဲ့ဒါဆိုချမယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒါအဲကွန်းတစ်လုံးကိုစားပြီးတော့ရွေးချယ်တက်ဆင်မယ်ဆိုရင်အရင်ဆုံးဘာလုပ်ရလဲဆိုတော့ location ရွေးချယ်ရပါတယ်အဲ့တော့ဒီလိုမျိုးအလျားရှေ့ပြီးတော့အနံတူတာမျိုးဆိုရင်ဒီဘက်အနံဘက်ချမ်းမှာပဲကျွန်တော်တက်ရတာများတယ်ပေါ့နော်ဒီဘက်အလျားဘက်ကနေကန်းလက်ပြတ်တက်မယ်ဆိုရင်အေးနှုံးဖြန့်တာသိမကောင်းဘူးနောက်တစ်ခုလူတွေထင်နေတာပေါ့နော်အဲကွန်းကကြတော့လေကဓာတ်ရိုက်ထိမှအေးတယ်လို့ထင်နေတာမဟုတ်ပါဘူးအဲ့တော့ကြတော့လေကဓာတ်ရိုက်မထိအောင်တော့ကျွန်တော်ရှောင်ရပါတယ်ဘာကြောင့်ဆိုတော့အဲကွန်းလေကလူကိုဓာတ်ရိုက်ထိနေတယ်ဆိုရင်ကြာရင်မခံနိုင်ဘူးပေါ့နော်အရန်အေးတော့ကြတော့မခံနိုင်ဘူးပြီးကျမ်းမာရေးတော့လည်းမကောင်းပါဘူးအဲကွန်းတစ်လုံးရန်လုံးလုံးပုံကြတော့သူကလေကိုဓာတ်ရိုက်ထိစရာမလိုဘူးဘာကြောင့်လဲဆိုတော့သူကဒီအခန်းရဲ့ temperature ကိုပြောင်းလဲလုပ်ပြတာပါလေကပြောင်းလဲတာမဟုတ်ပါဘူးဆိုတော့အခန်းရဲ့အပူချိန်ကိုကျွန်တော်နှိမ့်ပြတာဖြစ်တဲ့အတွက်တစ်ခန်းလုံးအေးမှာပါလူကိုလေဓာတ်ရိုက်ထိစရာမလိုပါဘူးเนาะအဲ့တော့ကြတော့ဒီအခန်းနေမှာဆိုရင်ဒါတချို့ဆိုရင်ကျွန်တော်တို့လေဓာတ်ရိုက်မထိအောင်တော့ရှောင်ရတာတွေရှိပါတယ်โอเคဆိုတော့ဒါကျွန်တော်တက်ဆင်တဲ့လုပ်ငန်းစဉ်လေးကိုစပါတော့မယ်ကျေးဇူးတင်ပါတယ်โอเคဒါဆိုရင်ဒါကျွန်တော်တိုင်းမယ်ပေါ့နော်လိုအပ်တဲ့အတိုင်းထားတွေတိုင်းမယ်ပြီးလို့ရှိရင်ဒါမှာအင်တို့ကတော့ဒီမှာတက်မှာပေါ့ဗျာမာကင်ပေးရတယ်အဆင်ပြေတဲ့နေရာပေးဒီဘက်နည်းနည်းတိုးလိုက်ဒီကောင်အဲ့အလဲစနိုက်ခွာလိုက်ကွာအဲ့ခွာလိုက်ဘာလို့နေပူလို့ရှိရင်လည်းလွတ်အောင်လို့အေးအဲ့ဒီကိုယ့်အောင်စဉ်းစားရတာမင်းပုံနေနေမရှိဘူးโอเคဒါဆိုရင်ဒါဒီမှာကျွန်တော်ဝရင်းစော်မယ်ပေါ့နော်ဒါကတော့ MCG inverter တိုက်တကောင်ခွဲဖြစ်ပါတယ်ဆက်လေးကလည်းရန်တက်နေအေးနှုံးနေရန်ကောင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအပေါက်လေးဖောက်ပြီးပါပြီနည်းတော့နီးလိုက်အောင်ဘယ်လိုတက်ရက်လေးပဲပေါ့နော်ဟုတ်တယ်နည်းတော့နီးလိုက်အောင်โอเคဆိုတော့ဒါဆိုရင်ခဏနေကျွန်တော်တို့ဒါအင်တို့ချိတ်တော့မှာဖြစ်ပါတယ်ပြီးပါပြီအင်တို့ချိတ်ပြီးရင်ကျွန်တော်အောက်တို့မှာ play join မယ်ပြီး pressure test လုပ်မယ် bacon ဆွဲမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒါတက်ဆင်တဲ့လုပ်ငန်းစဉ်ကတော့မကြခင်မှာပြီးပါတော့မယ်
တက်တဲ့ရလေးပဲတက်ပေးပါတယ်ပြီးလို့ရှိရင်ဒီလိုမျိုးပေါ့နော်အဲကွန်းနေနဲ့ပတ်သက်ပြီးတော့မကြခင်မှာဆိုရင်ဒါကျွန်တော်တို့နွေရာသီကိုရောက်တော့မှာဖြစ်တယ်အခုဆိုရင်ဒါတစ်လပိုင်းပေါ့နော်2လပိုင်းလတစ်ဝက်လောက်ဆိုရင်ဒါရန်ကုန်မှာဆိုရင်ဟိုရန်ကိုအဲကွန်းမရှိရင်နေလို့အဆင်မပြေတဲ့အခြေအနေမျိုးတွေရောက်ပြီပေါ့နော်ဆိုတော့အဲကွန်းလေးတွေတက်ဆင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာရန်တန်တဲ့ promotion လေးတွေလုပ်ပေးပါမယ်ဒီလမှာဆိုရင်ကျွန်တော်ပုံမှန်အားဖြင့်ဘယ်မျိုးစားတွေပဲကျွန်တော်တို့ဒီကနေအဲကွန်းအသစ်တွေတက်ဆင်ပါစေ cashback 5000ကျပ်ပေးမယ်ပြီးလို့ရှိရင်ဒီမွေးလာပေါ့နော်ကျွန်တော်တို့မွေးနေ့ရှင်လေးတွေကိုဂုဏ်ပြုတဲ့အနေနဲ့မွေးလာပါလို့ရှိရင်ပေါ့နော်ဒီလာထဲမှာမွေးတဲ့သူတွေပါလို့ရှိရင်ကျွန်တော်နောက်ထပ်5000 cash ဆိုတော့ total 3သိန်း cashback ထိရနိုင်ပါတယ်ဆိုတော့ဒီလမှာမွေးနေ့ရှင်လေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော် happy birthday ပါလို့ပြောရင်းနဲ့ဒီကနေပြီးတော့ကျွန်တော် cashback 5000ရဲ့ total တသိန်းပေါ့နော်တသိန်းချက်ထိကျွန်တော် short ပေးမှာဖြစ်ပါတယ်ဒါကတော့ဒီကန့်သက်လေးနဲ့လုပ်ပေးမှာပါကျွန်တော်နွေရာသီမတိုင်ခင်လေးနှစ်ဦးပေါ့နော်ဒီအဲ့ဒီနှစ်ကုန်ကစားလေးမှာကျွန်တော်စလုပ်ပေးတာဖြစ်ပါတယ်ချိန်ကန့်သက်ရှိပါတယ်ဆိုတော့အများအားမရနိုင်တဲ့အမှန်တကယ်ပေးတဲ့ promotion မှာကျွန်တော်တို့ရဲ့installation charges တွေကနေအမှန်တကယ်ကို short ပေးတဲ့promotion ဖြစ်ပါတယ်ဈေးကိုတင်ထားပြီးမှ short ပေးတဲ့ promotion မဟုတ်ပါဘူးခင်ဗျာဆိုတော့ဒါဆိုရင် aircon တွေနဲ့ပတ်သက်လို့ရှိရင်နောက်ထပ်ဈေးနှုန်းတွေအသေးစိတ်ကျွန်တော်မကြခင်မှာပဲဗီဒီယိုလေးတစ်ပုဒ်လာပါမယ်ဆိုတော့ brand အစုံ price list အစုံနဲ့ကျွန်တော်တင်ပေးပါမယ်ခင်ဗျာpromotion လေးအကြောင်းကတော့ကြိုပြီးတော့အသိပေးထားတာဖြစ်ပါတယ် okay ကျွန်တော်တို့ Coolest aircon special လေးကိုအားပေးကြတယ်ကျွန်တော်ရဲ့ customer တွေကျေးဇူးရှင်တွေအားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ရှိတောင်းပြောကြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်